အနိုင်မခံအရှုံးမပေးစိတ်နဲ့ဆိုအပလက်ရဲ့ကမ်းပန်းနိုင်ဝင်တက်ခိုင်အောင်စားစီတွေကိုတင်ဆက်ပေးနေတဲ့ကေးဆိုင်ဂျာနယ်ကနေပြန်လဲကြော်လဲပါတယ်ဒီနေ့မှာတော့အနိုင်မခံအရှုံးမပေးစိတ်နဲ့ဆိုအပလက်ရဲ့ကမ်းပန်းနိုင်ပွဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာပါ159-45ပြိုင်ပွဲမှာတော့ Thai King Fighter ဆိုအပလက်တယောက်အလဲထိုးနိုင်ပွဲရရှိသွားခဲ့ပါတယ်159-45ပြိုင်ပွဲရဲ့ဒုကောင်အတွင်းဆိုင်အပြင် Thai Fighter ဆိုအပလက်နဲ့ Scotland Fighter Stephen Irvine တို့ Flyweight ဝင်တိုင်းပွဲကစားသွားခဲ့ကြတာပါOne Friday Fight လို့ပြိုင်ပွဲရဲ့ဒုကောင်တွဲဆိုင်နေဖြစ်တယ်လို့ရေသွင်းမြင့် Fighter တို့ထိတိုက်တွေ့တဲ့ပွဲဖြစ်တာကြောင့်အတော်လေးမြိုင်ဆိုင်ခဲ့ပါတယ်။ Flyweight တန်းဆိုပေမဲ့ Fighter နှစ်အောင်စလုံးကခြေတံလက်တန်ရှည်ပြီးတော့တော်လေးကိုထွားကြပါတယ်။အရမောင်းရလည်းတော်တော်လေးကိုမြင့်ကြတဲ့ Fighter တွေပါ။ပွဲစားရဲဆိုတာနဲ့တေးပြီးစောင်းမနေပဲစိုင်းထိုးပြိုင်ထိုးကြတာပါ။ပထမအချိန်မှာတော့အာဘိုင်ကပို့ပြီးတာပါတယ်။ဆော်ဘလက်ရဲ့လက်သီးချက်တွေကိုလှလှပပရှောင်ထွက်နိုင်ခဲ့တယ်လို့ဆော်ဘလက်ကိုလည်းတစ်ချိန်အမတ်စင်ရေးခံရအောင်ထွန်းနိုင်ခဲ့ပါတယ်။ပထမအချိန်ပြီးမှတော့ဒီပွဲမှာအာဘိုင်ကပဲအနိုင်ရသွားမယ်လို့ပဲကြီးနေတဲ့သူတိုင်းခံမှန်းခဲ့မိကြမှာပါ။ဒါပေမဲ့ဒုတိယအချိန်မှာတော့ဆော်ဘလက်ကအရာအားလုံးကိုပြောင်းလဲလိုက်ပါတယ်။ပွဲချင်းတွေကိုချက်ချင်းပြောင်းလဲနိုင်ခဲ့တာပါ။ဝိုင်းလက်ဒီတစ်ချက်နဲ့အာဘိုင်ကိုအမတ်စင်ရေးခံရအောင်ထိုးနိုင်ခဲ့ပါတယ်။နောက်တစ်ချိန်မှာလည်းအာဘိုင်အဝင်းဆော်ဘလက်ကတထောင်နဲ့ချိန်သားကရက်ခဲ့ပြီး Scotland Fighter ပြန်အောင်မထနိုင်တော့ပါဘူး။ဒီလိုနဲ့ပဲဆော်ဘလက်ကအကောင်းဆုံးကမ်းပတ်ပြီးအနေထိုးနိုင်ပွဲရရှိခဲ့တာပါ။ပွဲပြီးမှလည်းဆော်ဘလက်ကမိသားစုဝင်တွေကိုကျိုးဝိုင်းနဲ့အထိဖိတ်ခေါ်ပြီးအောင်ပွဲခံခဲ့တယ်လို့အပေါ်စုကြီးဒေါ်လာ9000ကိုလည်းထိုက်တဲ့နေရရှိသွားခဲ့ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ One Championship USA လက်ဝဲနဲ့ MMA အကြောင်းအစုံတွေကိုတင်ဆက်ပေးသွားမှာမို့လို့ K-Side Channel လေးကို Like and Follow နဲ့ Subscribe လေးလုပ်ပေးထားကြဖို့မေတ္တာရက်ခံလိုက်ရပါတယ်ခင်ဗျာ။